ဒီနိုင်ငံမှာဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုငွေနဲ့လဲလှယ်လိုက်ရတယ်။ဘာတွေရှိလဲအနာဂတ်တွေရှိတယ်။ဘာဖြစ်ချင်လဲဘောလုံးသမားဘာကြောင့်ဖြစ်ချင်ရတာလဲမိသားစုကိုရှာဖွေကျွေးမွေးဖို့လိုပဲကျွန်တော်တို့ကအထက်ထက်ခါခါဖြေခဲ့ကြပါရီ။ဒါပေမဲ့လည်းမျောလင့်ချက်တောင်မနေရချိုးထားခဲ့ရပါရီ။ဒီနိုင်ငံမှာဖြစ်ချင်တဲ့ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပြုလို့မရဘူးလေ။ဘောလုံးသမားဖြစ်ချင်တဲ့ဆိုတဲ့ဝါသနာနဲ့ကြီးမှန်းချက်ကတချို့လူတွေအတွက်ကြီးစရာများဖြစ်နေပါသလား။ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ဆရာကြီးတွေကမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးဘူးဆိုတာတွေကိုပဲပြောနေတော့လူငယ်တွေရဲ့ရည်မှန်းချက်တွေပျောက်ဆုံးကုန်ရပြီပေါ့ကျွန်တော်တို့လိုလူငယ်တွေကငေတုံးကမှတ်ခဲ့ဘူးတဲ့အိမ်မက်ကိုစီရှိပါရီငေတုံးကကျောင်းမှာရည်မှန်းချက်ဆိုတဲ့ခေါင်းစဉ်နဲ့စာစီစာကုန်းရေးပြီးဆိုရင်လေဘောလုံးသမားကြီးဖြစ်ချင်တယ်လို့ရေးခဲ့တဲ့သူတွေကအများပြားကိုရှိပါရီဘွဲယူပြီးစိုက်ကနေနေရတဲ့လူတွေရှိတယ်လို့ဘွဲယူပြီးထမင်းတလုံးတောင်နက်မှန်တဲ့လူတွေလည်းရှိပြီးဘွဲယူပြီးဘောလုံးသမားကြီးဖြစ်ချင်တယ်ဆိုတဲ့လူတွေကလည်းရိုက်တက်လို့ကိုမကုန်ပါဘူးငွေရဘလောက်ပဲရေးကြီးဝါသနာကိုတော့အပြီးပိုင်ဆွလို့မရပါဘူးအဲ့ဒီလိုဘက်ကနေရေခဲမုံလို့တဖြည်းဖြည်းအရေးပြောလာချိန်မှာလူငယ်တွေရဲ့အိမ်မက်တွေကလည်းရေခဲမုံလို့ပျောက်ဆုံးသွားခဲ့ရပါတယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကလည်းရေခဲမုံလို့ပဲတဖြည်းဖြည်းနဲ့ပျောက်ဆုံးသွားခဲ့ရတာပါငယ်ဘွားကိုခဏတာပျော်ရွှင်မှုအတူတွေနဲ့ဖြတ်တန်းပြီးနောက်ဆုံးတော့ဝါသနာကိုဆွလို့ကအလုပ်ပဲလုပ်ကြရပါတော့တယ်ကျွန်တော်တို့ဟာငယ်ရွယ်နဲ့ရင်းကျက်ချင်အောင်ကိုစောင့်နေကြရပါတယ်လူငယ်လူသားခေါင်းစဉ်တက်ထားတာစိတ်ဖိစီးမှုတွေများပြားနေဖြစ်ပါရခင်ဗျာဒီနိုင်ငံမှာဖြစ်ချင်တဲ့ရည်မှန်းချက်တွေကိုငွေနဲ့လဲလှယ်လိုက်ရတယ်ဘာတွေရှိလဲအနာဂတ်တွေရှိတယ်ဘာဖြစ်ချင်လဲဘောလုံးသမားဘာကြောင့်ဖြစ်ချင်ရတာလဲမိသားစုကိုရှာဖွေကျွေးမွေးဖို့လိုပဲကျွန်တော်တို့ကအထက်ထက်ခါခါဖြေခဲ့ကြပါရီဒါပေမဲ့လည်းမျောလင့်ချက်တောင်မနေရချိုးထားခဲ့ရပါရီဒီနိုင်ငံမှာဖြစ်ချင်တဲ့ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပြုလို့မရဘူးလေဘောလုံးသမားဖြစ်ချင်တဲ့ဆိုတဲ့ဝါသနာနဲ့ကြီးမှန်းချက်ကတချို့လူတွေအတွက်ကြီးစရာများဖြစ်နေပါသလားကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ဆရာကြီးတွေကမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုတာတွေကိုပဲပြောနေတော့လူငယ်တွေရဲ့ရည်မှန်းချက်တွေပျောက်ဆုံးကုန်ရပြီပေါ့ကျွန်တော်တို့လိုလူငယ်တွေကငေတုံးကမှတ်ခဲ့ဘူးတဲ့အိမ်မက်ကိုစီရှိပါရီငေတုံးကကျောင်းမှာရည်မှန်းချက်ဆိုတဲ့ခေါင်းစဉ်နဲ့စာစီစာကုန်းရေးပြီးဆိုရင်လေဘောလုံးသမားကြီးဖြစ်ချင်တယ်လို့ရေးခဲ့တဲ့သူတွေကအများပြားကိုရှိပါရီဘွဲယူပြီးစိုက်ကနေနေရတဲ့လူတွေရှိတယ်လို့ဘွဲယူပြီးထမင်းတလုံးတောင်နက်မှန်တဲ့လူတွေလည်းရှိပြီးဘွဲယူပြီးဘောလုံးသမားကြီးဖြစ်ချင်တယ်ဆိုတဲ့လူတွေကလည်းရိုက်တက်လို့ကိုမကုန်ပါဘူးငွေရဘလောက်ပဲရေးကြီးဝါသနာကိုတော့အပြီးပိုင်ဆွလို့မရပါဘူးအဲ့ဒီလိုဘက်ကနေရေခဲမုံလို့တဖြည်းဖြည်းအရေးပြောလာချိန်မှာလူငယ်တွေရဲ့အိမ်မက်တွေကလည်းရေခဲမုံလို့ပျောက်ဆုံးသွားခဲ့ရပါရီဖြစ်ချင်တဲ့ရည်မှန်းချက်တွေကလည်းရေခဲမုံလို့ပဲတဖြည်းဖြည်းနဲ့ပျောက်ဆုံးသွားခဲ့ရတာပါငယ်ဘွားကိုခဏတာပျော်ရွှင်မှုအတူတွေနဲ့ဖြတ်တန်းပြီးနောက်ဆုံးတော့ဝန္ဒနာကိုဆွလို့ကအလုပ်ပဲလုပ်ကြရပါတော့တယ်ကျွန်တော်တို့ဟာငယ်ရွယ်နဲ့ရင်းကျက်ခြင်းအောင်ကိုစောင့်နေကြရပါရီလူငယ်လူသားခေါင်းစဉ်တက်ထားတာစိတ်ဖိစီးမှုတွေများပြားနေဖြစ်ပါရခင်ဗျာ